ကဲကြည့်မယ်သူ့ကိုဖြတ်ဝေရဆုံးတတိတောင်းမယ်နော်ကျိုးလားဒီလိုခွဲပြီးလို့ရှိရင်တောင်းမယ်ခွဲထုတ်လိုက်ပြီး1000 plus 2 into 25ခွဲရမယ်နော်ဖြတ်ဝေရနဲ့တောင်းမယ်1000 into 25 plus 2 into 25ဒါတော့1000နဲ့25နဲ့မြောက်မယ်တောင်းရပြီတလုံးတေးနေတောင်း25 25ကို1နဲ့မြောက်25 plus 25နဲ့လီ50 50ရမယ်လပေါင်းထည့်လိုက်မယ်ဒီမှာ25050ဖြည့်ခွဲမယ်ညရှေ့ကခွဲရတယ်လားဇမ်အနောက်ကခွဲမယ်ကိုနောက်တစ်မျိုးလားနောက်ကခွဲမယ်101ကိုဒီတိုင်းထားအနောက်ကခွဲမယ်101 into 10 plus 5 101ကိုဘာနဲ့မြောက်10နဲ့မြောက် plus 101ကို5နဲ့မြောက်မြောက်လိုက်ပြီမှာတရက်တစ်လုံးနဲ့မြောက်ရင်သူ့စီမှာတရက်တစ်လုံးပို့1010 plus 5တလီ5ရလီ5တလီပေါင်းထည့်လိုက်ပြီဒီ5ကိုဒီခုမှာပေါင်း5ဒီ0ကိုဒီမှာပေါင်း1ဒီ5ကိုဒီ0မှာပေါင်း5ဒီမှာဘာမှမရှိသည်1515ရမယ်အေး